ဝတ်တလုံးကျော်လေးငငယ်ကလှဲလေးနဲ့ရောင်းနေစီမှာဝယ်စားခဲ့ဘူးတလို့မျိုးလိုက်ကြော်စားဖြစ်ပါတယ်ရှင်ဒီနေရာမှာလေဝတ်သား15ချက်သားလောက်ကိုကြော်ပြပေးထားပါတယ်ရှင်အရင်ဆုံးကျက်သွန်နီလေးနှလုံးရဲ့ရတာအတွက်ကစားအချိုမုံတကြားနဲ့ငရုတ်ကောင်းမုံလေးထည့်ပြီးတော့အသားလေးတွေအကျက်ညီစေဖို့နဲ့အနံလေးမွေးစီကိုပြောင်းခေါ်မုံလေးထည့်ပြီးတော့ကြိတ်ပေးပါမယ်ရှင်ကြည့်ရင်လည်းလေအရင်ကျညက်နေအောင်ကြည့်စရာမလိုပါဘူးရှင်ပြီးရင်တော့အရသာလေးတေချာနှံ့ဆက်သွားအောင်လို့ခဏလောက်နေပြီးတော့15မိနစ်လောက်နှက်ထားပေးပါမယ်ရှင်15မိနစ်လောက်အရသာနှံ့ဆက်အောင်လို့နှက်ထားပြီးရင်တော့ကြော်ပေးလို့ရပါပြီဝတ်သားလုံးလေးတွေကိုလေအရင်ကြစ်အောင်လို့မလုံးမဲနဲ့ဖွက်ဖွက်လေးပဲအနေတော်လေးလုံးပြီးတော့ကြော်ပေးပါမယ်ရှင်ပြီးရင်လည်းလေဝတ်သားလုံးလေးတွေကိုတစ်ဖက်ကရွှေညွန့်အောင်တန်းပြီးဆိုမှနောက်တစ်ဖက်ကိုလှန်ပေးပါနော်မဟုတ်ရင်ဝတ်သားလုံးလေးတွေကြေသွားတယ်လို့ပါရှင်ဒီမီးကူလေးနဲ့ကလေမီးအရှိန်ကိုတေချာမခက်မှန်းတက်လို့ဝတ်သားလုံးလေးတွေအနေငယ်တော့ညိုသွားပါတယ်ရှင်ဝတ်သားလုံးလေးတွေရွှေညွန့်အောင်ပြောင်းပြီးအကျက်ညီသွားပြီဆိုရင်တော့ဆယ်ပေးလို့ရပါပြီရှင်ဒီကြော်နီးလေးကလေချိုချိုမွေးမွေးလေးနဲ့ကလေးတွေပါကြိုက်တာမို့လို့လိုက်ကြော်စားကြည့်ကြပါအောင်ရှင်နောက်မှပြန်တွေ့ကြမယ်ဘိုင်